Haku dolo kore lingeri ha mujakana seyon tani yawe itane nation kore mama sona kawa simanka kamuke kasayan chenko le shibare tu cheso zakangara adulo kore saida ne piso ne zakang tiaba tani yama tu ham tima be tu kasani jake ne ko yatwade mujaki ma be beya mam tiya dan khua thalade pinji nola babi tu tisha thalade beyin ဟုတ်ပါတယ်သူကဂိမ်းတွေကနိုင်ငံမနိုဘူယာရဲ့တော်ဝင်ဘရင်ဖြစ်ပြန်လို့လာခဲ့တာပါသူ့ဘေးမှာလာသူ့အချစ်ဆုံးအတူရှိနေပါတယ်အတူကပြောပြီးပြောတယ်ဘရင်ကြီးကျမတက်ဒီနေ့အကြောင်းမှတ်မိနေပါသေးတယ်တင်းနဲ့သူစစ်ပွဲတွေလုပ်ခဲ့တာပြန်စကန်သွားတာအားလုံးကိုမေ့မသွားပါဘူးပြောလိုက်ပါတယ်ဘရင်ကစိတ်ထဲမှာပြောနေတယ်ဒီအတန်ဒီလိုပြုံးမိတာဂိမ်းတွေကအဲ့အရာတူတူပဲသူမကလည်းပြောတယ်ဒီနေရာကဘယ်တော့မှမသိပါဘူးတို့ဝင်မှဂိမ်းတွေကအရာနဲ့တူတယ် ဒါကြောင့်ပြင်ကြီးနဲ့သူပြန်စားလုပ်ချင်ပါတယ်ဘရင်ကပြန်ပြောတယ်အေးဒီညာကဂိမ်းတဲ့နဲ့တူနေတယ်ဆိုရင်တုံးနဲ့အတူပြန်ပြီးတနိုင်ငံတီးကြမယ်အတူကညီးလိုက်တယ်နင်းနဲ့တူမြေတစ်ခုတီထောင်ကြမယ်တွေ့ချင်းဆက်တူမဲ့တုံးနှစ်ယောက်ပဲဖြစ်တဲ့အစွမ်းထက်ပြန်တီးကြမယ်ဒီလိုနဲ့ပြင်နဲ့အတူတို့ရဲ့နိုင်ငံတီးထောင်ရေးစတင်ခဲ့တယ်အေးအခုချိန်ကမြို့လင်းကျန်းနဲ့မနက်တည်းတစ်ခုစားလိုက်တဲ့အချိန်ပဲသူတို့နှစ်ယောက်စတင်တာကတော့တစ်တော်နဲ့မြေအလဲရှိ ငကိုနယ်မြေပေါ်မှာသူပြောတယ်အခုချိန်မှာမနိုကူယာနိုင်ငံကိုပြန်နေကြမယ်အတူကဟုတ်ပါဘရင်ကြီးလို့ပြန်ပြောတယ်သူတို့ပြောနေတာကတော့စစ်ပွဲမဟုတ်ပဲဖျောက်ဖျက်နေတဲ့နိုင်ငံတစ်ခုတည်ထောင်မှုအကြံစီပါဘရင်ကပြောတယ်ဟုတ်ပြီနောက်ဆုံးသူဖျောက်နေရမယ်အဲ့ဒါဂိမ်းကနီလန်းပဲအတူကလည်းလည်းညူထိုးပြီးဖျောက်နေကြရအောင်ဟုတ်ပါဘရင်ကြီးဘရင်ကတစ်ချက်ရပြီးခဲတင်ကလည်းကောင်းတယ်နောက်ပြီးသူတို့စတင်တယ်တစ်တားတွေချ ကြောက်တုံးတွေနဲ့ခြေခိုက်တီးနေရခိုလုံမှုနဲ့မိဖို့နဲ့ပြုလုပ်ပေးအတူကတော့အမြဲနဲ့သူမှန်နဲ့ကောင်းမွန်ပြီးပြင်ကြီးစစ်တာတယောက်ဖန်တီးဖို့မနှဲတဲ့စွမ်းရည်လိုတယ်ခုတော့မရှိသေးပါဘူးလို့ပြောတယ်မရင်ကအရင်ကစားခဲ့တဲ့အတိုင်းပဲပေါ့အစမှာတော့ခက်တာပဲသူတို့နေရာမှာနီးနားမှာတော့တဲ့အလက်လို့ဆိုတဲ့လူမျိုးစုတစ်ခုနဲ့တွေ့တယ်သူတို့မှာဆင်းရဲတဲ့ကလေးတွေစမ်းရှိတဲ့မိသားစုလူနာတွေလည်းရှိနေတယ် ပြင်ကအဲ့လူတွေကိုမြင်ရတော့ညှော်လင်းချမ်းမဲ့နဲ့လည်းလက်ပါစွာပြောတယ်။နှုတ်စင်းနေတာတည်တယ်။ဒါပေမဲ့ငါတို့အတွက်လည်းမလွယ်ပါဘူး။受けなければならない。我らが何をしたというのだ。ただ安住の地を望んだだけだというのに。သူကပြောတယ်။ပြင်ကြီးစွန့်အင်းနေနေတာနဲ့ပြုစုပြီးရင်နာခဲမှာပြန်လာဖြစ်ပါမယ်။သူကတော့ညှိမိသွားတယ်။သူ့အပေါ်မတနာနိုင်တော့ဘူး။နှုတ်တည်တံ့ထားတဲ့တစ်လေးတွေကတစိတ်တစ်ပိုင်းကိုထုတ်ယူပြီး တဲလက်တစုကိုပေးလိုက်တယ်တဲလက်မျိုးသမီးတို့ကလက်မလုံနိုင်အောင်တုံနေပြီးပြောတယ်ကျေးဇူးတင်ပါတယ်ဒါကငါတို့ရဲ့ကလေးတွေအတွက်ပါသူတို့စမ်းတာနဲ့တစ်ချက်ချင်းဖြစ်လာတယ်အနမ်းကြောင့်အဆွင့်အလာတွေသတိပြန်ရလာတယ်တချို့ကအဲ့ဒီအနမ်းဟာတာသမီတွေကအိမ်ပြောတဲ့အခါအေဂျင့်တောင်းစီတယ်လို့ပြောတယ်ပြင်ကနားနေပြီးပြောလိုက်တယ်ဒီခါတော့တုံးတက်မလို့တော့ဘူးပေါ့စားပါအေးလေးနဲ့စားနေပါ တဲ့ဖက်ဒီချာမှာညဘက်တိုင်းထူးဆန်းတဲ့အကြောင်းပြန်ဖြစ်လာတယ်။သူတို့ကပြောတယ်အဲ့ဒီလူတွေကလွန်ခဲ့တဲ့အချိန်ကတစ်တော်နဲ့တူရှိနေတဲ့ဖျက်ဆီးပြီးရင်ဖြစ်မယ်။တချို့ကတော့ကြောက်ကြပြီးပြောတယ်တကယ်ပါလားအဲ့လူကတဘာအောင်ကိုဖျက်ဆီးနိုင်တဲ့တကုရှင်ဆိုတာမဟုတ်ဘူးလား။တူကပြန်ပြောတယ်သူကတွေးစုပ်တမမဟုတ်ဘူးလား။သူကစာနာမှုရှိတဲ့သူပါ။အဲ့အခိုက်မှာလည်းဘင်းနဲ့အတူကတစ်တော်ထဲမှာပြန်လာနေတယ်။အတူကမျက်လုံးပိတ်ပြီးပြောတယ် ပြင်ကြီးနေမသိဘူးတဲဖက်ဒီကအခုတော့နေ့နာမည်ကိုတနာတူပြင်လို့ခေါ်နေကြပြီပြင်ကတတိတ်လေးပြောနေတယ်သူတို့အတွက်စားဖို့ရတာတောင်ကျင်းတဲ့မင်းစိတ်မတနာဘူးလားလို့ပြောလိုက်တယ်အတူကညညွတ်အတန်နဲ့ပြောတယ်ကျမလည်းစာနာပါတယ်ဒါပေမဲ့မင်းဆိုင်ရင်ကုန်သွားပါပြီနောက်တစ်ခါတော့စောင့်ပြီးစဉ်းစားပါသူကပြောပြီးပြောတယ်ဟုတ်ပြီနောက်တစ်ခါတော့မင်းပြောလို့လုံးမယ်အတူကမျက်လုံးနဲ့ကြည့်ပြီးပြောတယ်မင်းရှိရင်ကျမမနေနိုင်ပါဘူး ဘရင်ကပြောပြီးပြန်ပြောတယ်မင်းရှိတာနဲ့တော့ငါတက်တန်းရှိသွားမှထင်တယ်သူတို့နှစ်ယောက်ကြားမှာတသိက်လေးနဲ့တွေးခိုင်နေတဲ့မြင့်တာတစ်ခုရှိနေတယ်အခုလောလောဆယ်သူတို့နေရာကတော့တစ်တော်ထက်တော်ရိုင်းနဲ့ဂိမ်းနဲ့ပေါင်းပြီးဖြစ်နေတဲ့နိုင်ငံတစ်ခုဘယ်ကလာတာဘယ်တော်မလဲဆိုတာမသိသေးဘူးဒါပေမဲ့ဘရင်နဲ့အတူတို့နှစ်ယောက်ကတော့အပြင်းမဲ့နိုင်ငံတစ်ခုတီထောင်ဖို့စိတ်ကူနဲ့နောက်တစ်ခါရောက်လာမယ့်စစ်ပွဲတဲ့ပြည်နေကြတယ် နဲ့သမီးတရားနဲ့ပြင်းတူဂိမ်းတွေကတကယ်ဖြစ်ပြတော့ပြန်ရောက်လာတဲ့သူတို့ရဲ့နိုင်ငံမနိုဘူးရဟာအနာဂတ်မှာပြတ်တတ်နာလားတို့မဟုတ်ပြဟုတရားလားဒီလိုနဲ့အင်တာနက်နေရှင်ရဲ့လောကတဲ့စတင်ခဲ့ပါတော့တယ်